ဖိပါဒီနေ့ဖိဖိအပြင်သွားစရာလေးရှိရနဲ့မိတ်ကပ်လေးတေချာပြင်ပြတာကို vlog လေးရိုက်ထားတာပါတူတူတော့အများကြီးမပြင်တတ်ဘူးပေါ့နော်ပြင်တတ်တယ်လို့လေးပြင်ပြထားတာပါဖိဖိသုံးဖြစ်တဲ့ product လေးတွေကတော့အများသောအားဖြင့်ဘာချက်ဖြစ်ပြီးတော့ဖိဖိနဲ့လည်းအကုန်လုံးအဆင်ပြေတာပေါ့နော်ဖိဖိက normal skin ဖြစ်တာကြောင့်မတည့်တဲ့ makeup မျိုးမတည့်တဲ့ cosmetic မျိုးတော့အများကြီးမရှိပါဘူးမျက်ခုံးမွေးဆိုရင်လည်းဖိဖိဒီခဲတံနဲ့ပဲဆွဲတတ်တာပါဆွဲပြီးရင် brush လေးနဲ့နည်းနည်းပပလေးညှိလိုက်တယ်ပေါ့နော် eyeshadow လည်းအဲ့တပူနဲ့ပဲလှုပ်ရှားနေရပါ eyeshadow ကတော့ YouTube မှာတစ်ခါကြည့်ထားဘူးလို့မျိုးအနုအမိုင်းအရင်ဆိုပြီးတော့30ခုပေါင်းကိုချဲကျင်တယ်လို့ချိန်လိုက်တယ်ပေါ့နော် eyebrow ကိလည်းဖိဖိရှိအောင် eyeshadow ဖြစ်သွားတာပါပဲနောက်ဆုံးမှာ bling လေးနည်းနည်းပပတင်လိုက်တယ်ပေါ့နော်စင်စစ်သားချဲနေရမျိုးလုံးပေါ်မှာဘာမှမရှိသလိုပါပဲမျက်တောင်လေးကော့ပါမယ်မျက်လုံးအတွင်းလေးကို eyeliner ဆိုးတက်ဖို့လည်းတော်တော်လေးကျင်ထားရတာပါမျက်ခုံးပေါ်က eyeliner ကတော့နည်းနည်းကျန်းပါတယ် mascara ကိုအောက်ကပါးစပ်မဟာပဲနဲ့ကော့ခဲ့ပါတယ်ပန်းနီလေးနည်းနည်းပါတင်လိုက်ပါတယ်နှာခမ်းနီမဆိုခင်ပါးစပ်လေးလှုပ်လိုက်ပါတယ်နှာခမ်းနီဆိုပြီးတော့ကိုအရန်လာပါပြီလို့ထင်သွားတယ်ပေါ့နော်အလှလေးပြင်လိုက်တော့လေကိုယုံကြည်မှုလေးရှိသွားတာပေါ့နော် bye bye